မင်းလို့ခြင်းတဲ့ဘဝတစ်ခုရဖို့ဖန်တီးဖို့မင်းရဲ့အချိန်တွေကိုမဖန်တီးတတ်ဘူးဆိုရင်မင်းမလို့ခြင်းတဲ့ဘဝတစ်ခုနဲ့ပေါင်းတဲ့ဖို့အချင်းနဲ့အများကြီးပေးဖို့မင်းကိုဖိကားပေးနေဖို့မင်းခံရလိမ့်မယ် တခါတလေကိုယ့်အတွက်နဖူးကချွေခြေမကြမတရိုးသားစွာအပြင်ပန်းခံထားခြင်းကိုတချို့လူတွေကအစ်မတူသလိုချိုးနှိမ်တတ်ကြတယ် တခါတလေကိုယ့်အတွက်အမှန်တရားကိုစုပ်ကင်ထားခြင်းကိုတချို့လူတွေကယုံမုန်းတတ်ကြတယ် တခါတလေကိုယ့်အတွက်ရန်တဲကနေတန်ဖိုးမဖြတ်မှန်တဲ့အရာကိုအချို့လူတွေကအထင်သေးတတ်ကြတယ်အဲ့ဒါကြောင့်ကိုယ်ဆိုရင်တန်ဖိုးမရှိဘူးလို့သတ်မှတ်ထားတဲ့ရဝန်းကိုရဲရဲသာစွန့်ခွာလိုက်ပါ အင်အားကြီးသူတွေဟာနူးညံ့တိမ်မွေးကြတယ်ဉာဏ်ပညာကြီးမားသူတွေဟာတိတ်ဆိတ်ငြိမ်သက်ကြတယ်ကျွယ်ဝသူတွေဟာရိုးရှင်းစွာနေထိုင်ကြတယ်အပြိုရှင်ဆုံးသူတွေဟာဘဝကိုလျှို့ဝှက်စွာထိမ့်သိမ့်တတ်ကြတယ် စစ်မှန်တဲ့အစွမ်းခွန်အားဆိုတာကိုတက်တိပြနေဘူးမလိုအပ်ပါဘူး ဒီဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လုပ်ဖို့မမေ့နဲ့နော် My Power Control မြန်မာ channel မှာကြိုဆိုပါရခင်ဗျာ